ဒီလူကဓာတ်ကိုကိုင်းမိလိုက်တဲ့အခိုက်အတန့်မှာပဲသူ့ရဲ့တကူလုံးမှာတန်ချက်ကအင်ဂျီတွေကအလိုလိုဝစ်စင်ပြီးသားဖြစ်သွားခဲ့ပါတယ်တကယ်တော့အဲ့ဒီနေ့ကចောင်းသားအားလုံးဟာသူတို့နဲ့ရေးဆက်ပါမယ်ဓာတ်တွေကိုကိုယ်တိုင်ရွေးချယ်ဖို့ရောက်နေကြတာပါဓာတ်တွေထဲမှာရှိတဲ့စိတ်ဝိညာဉ်စွမ်းအားတွေကသူတို့ရဲ့ကံပါတဲ့တခင်တွေစီကိုအလိုလိုလမ်းပြပေးသွားမှာဖြစ်ပါတယ်နောက်တစ်စက္ကန့်မှာပဲရုတ်တရက်ထွက်ပေါ်လာတဲ့ဓာတ်ရဲ့ငုံကြီးတန်ကမင်းကလေးရဲ့အာယုံကိုဖမ်းဆားသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲသူမရဲ့ဘေးနားကအတန်းဖော်တွေအားလုံးဘွားခနဲ့ပြောက်ွယ်သွားကြတာပေါ့သူမဘာလို့ရမှမသိဖြစ်နေတော့မှပဲပြင်းထန်လာတဲ့စုပ်အားကြီးတစ်ခုကသူမကိုကောင်းကင်ပေါ်ဆွဲတင်သွားခဲ့ပြီးနောက်ဆုံးမှာတော့6ကန်းပါအဆုံးတနေရာစီကိုရောက်သွားစေခဲ့ပါတယ်ဒါဟာအဲ့ဒီဓာတ်ကသူမကိုလမ်းပြီးခေါ်ယူနေတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲမင်းကလေးကအိမ်မက်ထဲကနေလက်နိုးလာသလိုမျိုးဖြစ်သွားပြီး6ကန်းအပားပေါ်ကနေအရှိန်ဟုန်နဲ့ပြုံးခန့်နဲ့ပြုတ်ကျသွားခဲ့ရရှာတယ်သူ့ရဲ့ညီမလေးအနေအကြုံနေတာကိုမြင်လိုက်ရတဲ့အခါမှာတော့ဒီလူလဲဘာမှမစင်စားပဲချက်ချင်းပြေးဝင်ခဲ့တင်มาတော့တယ်ဒါပေမဲ့ထူးဆန်းကျင်တော့အချိန်တွေအားလုံးကရုတ်တရက်ရပ်တန့်သွားခဲ့တာပေါ့နီးပြာရောင်အလင်းတန်းတစ်ခုကဒီလူစီကိုလမ်းပြပေးခဲ့ပါတယ်ဟုတ်ပါတယ်သူဟာလဲနတ်ဖျားသားမြက်ကြီးရဲ့အတိအမှတ်ပြုခြင်းကိုခံလိုက်ရတာဖြစ်ပါတယ်ဒီလူကလက်ကိုဝှေ့ရမ်းလိုက်တာနဲ့တပြိုင်နက်အဲ့ဒီနတ်ဖျားသားကပြုတ်ကျလာတဲ့ညီမဖြစ်သူကိုဘေးကင်းကင်းနဲ့ဖမ်းထင်းပေးလိုက်ပါတယ်သူသားကိုထိမိလိုက်တဲ့အခိုက်အတန့်မှာပဲတန်ချက်ကအင်ဂျီတွေကသူ့ခန္ဓာကိုယ်ပေါ်မှာထပ်မံဖုံးလွှမ်းသွားခဲ့ပြန်တယ်ဒီမြင်ကွင်းကတော့ထိုနေရာမှာရှိနေတဲ့လူတွေအားလုံးကိုအကြီးကျယ်အနာမင်သက်သွားစေခဲ့တာပေါ့တစ်ဖက်မှာလည်းသူ့ရဲ့ညီမလေးရရှိခဲ့တဲ့ဓာတ်ကတော့ဓာယုတ်တက်ပဲပါလာတာကြောင့်သူမခမြကြည့်ပြီးတကယ်ကိုစိတ်ပြက်လက်ပြက်ဖြစ်သွားခဲ့ရရှာတယ်အဲ့ဒီအချိန်မှာပဲကျောင်းအကြီးကနတ်ဖျားသားမြက်ကသူ့ရဲ့တခင်စစ်ကိုရှာတွေ့သွားပြီဆိုတာကိုရိပ်မိသွားခဲ့ပါတယ်ဒီလူရဲ့အရေးချင်းနဲ့စွမ်းရည်ကိုစမ်းသပ်ချင်တာကြောင့်ကျောင်းအကြီးကသူ့အတွက်တီးတက်စီရင်စာမေးပွဲတစ်ခုကိုတမင်တကာပြင်ဆင်ပေးခဲ့တာပေါ့သူ့ရဲ့ညီမလေးကအရင်ဆုံးဝင်ရောက်စမ်းသပ်ခဲ့ရင်ပဲတိုက်ကွက်နင်းနေအတွင်းမှာတင်အရှက်ရပွဲရှုံးနေသွားခဲ့ရပါတယ်ဒါကိုမြင်တော့ဆရာဖြစ်သူကသူမအပေါ်မှာတကယ်ကိုမကြေမနက်ဖြစ်သွားခဲ့တာပေါ့ဒီလူလဲညီမဖြစ်သူဒုက္ခရောက်နေတာကိုဒီတိုင်းလက်ပိုက်ကြည့်မနေနိုင်တော့တာကြောင့်ချက်ချင်းပဲရှေ့ကိုတက်လာခဲ့ပြီးလက်နှစ်ဖက်လုံးနဲ့နတ်ဖျားသားမြက်ကြီးကိုဆင့်ခေါ်လိုက်ပါတော့တယ်တခါချင်းတွင်းမှာတင်ပဲအဲ့ဒီအစီရင်အကာအကွယ်ကြီးကဝန်ခံနဲ့ပျက်စီးသွားခဲ့ရတယ်တကြော့ပြန်ပေါ်လာတဲ့ဒီမြင်ကွင်းကြီးကြောင့်ထိုနေရာမှာရှိနေတဲ့လူတွေအားလုံးပါဆက်ဟောင်းသားနဲ့စွန့်မင်တက်ပြီးကြံခဲ့ရပါတော့တယ်